အားလုံးပဲမင်္ဂလာပါ KN Football Tips ကကြိုဆိုပါရစေဒီနေ့ညပြင်သစ်လီဂူ1ရဲ့အရေးကြီးပွဲချင်းဖြစ်တဲ့ Lens နဲ့ Angers တို့ပွဲကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ်အင်ရှင် Lens ဟာဒီညသာအနိုင်ရခဲ့ရင် PSG ကိုကြော်ပြီးဇယားထစ်ဆွန်းကိုယာယီတက်လန်းနိုင်မှာပါသူတို့ဟာအင်ကွင်းနောက်ဆုံး73ပွဲမှာ17ပွဲအထိနိုင်ထားတဲ့မတန်ကောင်းရှိပါတယ်တစ်ဖက်က Angers ကတော့နောက်ဆုံး9ပွဲမှာ4ပွဲအထိရှုံးနေထားပြီးအဝေးကွင်းမှာဂိုးသွင်းနိုင်စွမ်းအလွန်နှဲပါနေရတာ Lens အတွက်အခွင့်အရေးပါပဲ data တွေရ3ဂိုးစုံမှနိုင်ဖို့30ရာခိုင်နှုန်းပဲရှိနေတာကြောင့်ဒီပွဲဟာဂိုးအများကြီးထွက်ဖို့ထက်ဂိုးနည်းပွဲ under 3.0 ဖြစ်ဖို့အလားအလာအလွန်များနေပါတယ်ကျွန်တော်ရဲ့ရာလက်ခံမှန်ချက်ကတော့ 2-0 နဲ့ Lens AACC အနိုင်ရသွားဖို့ရှိပါတယ်အပိုင်လိုက်ချင်တဲ့အတွက် Lens win နဲ့ total goals under 3.0 ကအသေးချဆုံးပါပဲLens တို့ဇယားထစ်ဆွန်ကိုတက်လန်းနိုင်မလားတင်အမြင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင် tips တွေအတွက် KN Football Tips ကို subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပေးတဲ့ပွဲလေးတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ